မိတ်ဆွေရဲ့ရင်ဘတ်ထဲကနေအမှတ်တိုင်းလေးဖြည့်ကြည့်ပေးပါမိတ်ဆွေဘဝဟာဘဝမှာအောင်မြင်မှုဆိုတာကြီးကိုထိပေါက်တယ်လို့မျိုးဆက်ရှင်ကြီးရောက်လာမယ့်အရာလို့မျှော်လင့်နေတော့ပဲလားဒါမှမဟုတ်ငါဒီလောက်တောင်ကြိုးစားနေတာဘာလို့သူများတွေလို့တတိမဖြစ်သေးတာလဲဘာလို့ငါရဲ့ဘဝကမပြောင်းလဲသေးရလဲဆိုပြီးစိတ်ပြတ်အားငယ်နေမိပါလားဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာကမိတ်ဆွေရဲ့အတွေးခေါ်ဟောင်းတွေကိုရိုက်ရှိုးပစ်လိုက်ပါမယ်ဒါဟာမော်နီတန်တစ်ခုတော့မဟုတ်ပါဘူးဒါပေမဲ့ကဘာအောင်မြင်ဆုံးသောပုံကိုယ်တိုင်းတကြွယ်တတိတိုင်းတိတ်တိတ်လေးလာကျင့်သုံးနေတဲ့ရေရှိအကျိုးဆက်ဆိုတဲ့လျှို့ဝှက်ချက်တစ်ခုပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်တာနဲ့မိတ်ဆွေရဲ့မနှက်ဖြန်တွေဟာဒီနေ့နဲ့တူတော့မှာမဟုတ်ပါဘူးဟုတ်ပါပြီဒီနေ့ကျွန်တော်တို့ဘာတွေဆွေးနွေးသွားမလဲဆိုတော့ဒါရန်ဟာဒီရဲ့နာမည်ကျော် The Common Effect ဆိုတဲ့စာအုပ်ထဲကအနှစ်သာရတွေကိုမြန်မာလူမျိုးတွေနဲ့ကိုက်ညီအောင်ဆွေးနွေးပေးသွားမှာပါဒီဗီဒီယိုမှာပထမဆုံးအနေနဲ့ရွေးချယ်မှုတေးသေးလေးတွေရဲ့အမှန်ကန်စွမ်းအားအကြောင်းကိုပြောပြပေးပါမယ်ဒုတိယအချက်အနေနဲ့ကိုယ့်ရဲ့ဘဝကိုအလိုလျောက်မောင်းနှင်ပေးမဲ့အလေးအကျင့်တွေကိုဘယ်လိုမျိုးတည်ဆောက်ရမလဲတတိယအချက်ကတော့စထားပြီးရင်ရပ်တန့်လို့မရအောင်တွန်းပို့ပေးမဲ့အရှိန်အကြောင်းပါစတုထအချက်ကတော့ဥပဝင်ခြင်းကလူတွေကကိုယ့်အပေါ်ဘယ်လိုမျိုးတင်ရောက်မှုရှိတယ်ဆိုတာတွေကိုပါဆွေးနွေးပေးသွားမှာပါဒါအပြင်ဗီဒီယိုရဲ့နောက်ဆုံးပိုင်းမှာလူတွေအမေးအများဆုံးမေးခွန်းတွေကိုပါကျွန်တော်ကဖြေပေးသွားအောင်ပါမို့လို့အဆုံးထိဆက်ပြီးကြည့်ရှုပေးပါအောင်နော်ကဲပထမဆုံးအကြောင်းအရာကိုစတင်လိုက်ကြရအောင်ပါကွန်ဗာအော့ဖက်ဆိုတာဘာပါလဲမြန်မာလူလွယ်လွယ်ပြောရရင်ပေါင်းဆက်အကျိုးသက်ရောက်မှုပေါ့ဗျာလူတွေကအောင်မြင်မှုဆိုတာကြီးမားတဲ့အဖြစ်အပျက်ကြီးတစ်ခုလို့ထင်နေတတ်ကြပါတယ်ဥပမာထေးဆိုးပေါက်သွားတာမျိုးရုတ်တရက်အမွေရလိုက်တာမျိုးပေါ့ဒါပေမဲ့တကယ်အောင်မြင်မှုဆိုတာအဲ့ဒီလိုမဟုတ်ပါဘူးညီမချင်းလေးတစ်ခုကိုမှတ်ထားပေးပါရွေးချယ်မှုအသေးစားလေးဇွဲလုံးလားအချိန်နဲ့ကြီးမားသောပြောင်းလဲမှုကိုရရှိစေတာပါဥပမာတစ်ခုပေးပါမယ်တကယ်လို့မိတ်ဆွေကိုကျွန်တော်ကရွေးချယ်ခိုင်းမယ်ဆိုပါစို့အခုချက်ချင်းငွေကျပ်သိန်းပေါင်း3သိန်းကိုယူမလားဒါမှမဟုတ်ဒီနေ့တစ်ချက်ပဲရမယ်ဒါပေမဲ့နောက်ရက်တွေမှာ2ချက်4ချက်8ချက်ဆိုပြီး31ရက်တိနှစ်ဆတိုးသွားမဲ့တစ်ချက်တော့ပတ်စံကိုယူပါမလားမြန်မာလူမျိုးအများစုကတော့လက်ငယ်အကျိုးကိုကြည့်ပြီးသိန်း3သိန်းကိုပဲယူကြမှာပါဘယ်သူကတစ်ချက်တည်းရမှာကိုယူကြမှာလဲဒါပေမဲ့ကွန်မာအော့ဖက်သဘောတရားအရာအတွက်ကြည့်ရင်9ရက်မြောက်နေ့မှာသိန်း3သိန်းယူတဲ့လူကပတ်စံတွေ3လို့ကောင်းနေတော့မှတစ်ချက်ယူတဲ့သူက16ချက်ပဲရှိပါသေးတယ်။ရက်20မြောက်နေ့မှာတော့တစ်ချက်ယူတဲ့စီမှာ9သိန်းကျော်လောက်ပဲရှိပါသေးတယ်။ဟိုလူကလှောင်နေတော့ပါပြီ။ဒါပေမဲ့31ရက်ပြည့်ရနေကြရင်တော့တစ်ချက်ယူတဲ့သူရဲ့ပတ်စံကသိန်းပေါင်း1000ကျော်ဒေါ်လာ10သန်းကျော်ဖြစ်သွားပါလိမ့်မယ်။ဒါဟာမော်ပညာပါ။ဒီခန့်ချင်းနဲ့အချိန်ကာလတစ်ခုပေါင်းဆက်လိုက်တဲ့အခါမှာထွက်လာတဲ့ရလဒ်တစ်ခုပါပဲ။ဒီသဘောတရားကပတ်စံမာတွေမဟုတ်ပါဘူး။ကျမ်းမာရေးနဲ့ဘဝနေထိုင်မှုပါလဲအတူတူပါပဲကျွန်တော်တို့မြန်မာတွေလက်ဖေးဆိုင်ထိုင်ကြတယ်နော်ဥပမာမိတ်ဆွေကနေတိုင်းလက်ဖက်ရည်ရှိုးစိမ့်တစ်ခွက်ပို့တောင်းမယ်ဆိုပါစို့တရက်ထဲတောက်တာဘာမှမဖြစ်ပါဘူးတပတ်လောက်လည်းမသိတာပါဘူးဒါပေမဲ့3နှစ်လောက်ကြာတဲ့အခါမှာတော့အဲ့ဒီတရားစက်တွေစုပုံပြီးဝါလာမယ်စီးကြိုဖြစ်လာမယ်ကျမ်းမာရေးကြီးခိုက်လာပါလိမ့်မယ်စံညစ်ပတ်အနေနဲ့မိတ်ဆွေကလက်ဖက်ရည်ရှော့တောက်ပြီးနေတိုင်းစားအုပ်ကောင်းတဲ့အုပ်ရဲ့စာမျက်နှာ10မျက်နှာလောက်ဖတ်မယ်ဆိုပါစို့ဒီနေ့ဖတ်လို့ဒီနေ့ပညာရှိဖြစ်မလာပါဘူးဒါပေမဲ့3နှစ်ကြာတဲ့အခါမှာမိတ်ဆွေဟာစာအုပ်ပေါင်းများစွာကိုဖတ်ပြီးသားဖြစ်နေပါပြီအတွေးခေါ်တွေကဟိုလက်ဖက်ရည်တောက်ပြီးဘာမှမလုပ်တဲ့တငယ်ချင်းနဲ့အကွာကြီးကွာတော့ပါလိမ့်မယ်ဒါကြောင့်မိတ်ဆွေရဲ့နေ့စဉ်ပြုလုပ်နေတဲ့အသေးဖွဲကိစ္စလေးတွေကိုပြန်ပြီးစစ်ဆေးပါနေတိုင်းဘာလုပ်နေလဲဟုံးဖို့နေရလားအိမ်နေရလားဒါမှမဟုတ်တခုခုလေးလာနေရလားဒီအသေးဖွဲလေးတွေကမိတ်ဆွေရဲ့ကံကြမ္မာကိုဖန်တီးပေးနေတာပါအောင်မြင်သူတွေနဲ့ရှုံးနေသူတွေရဲ့အဓိကကွာခြားချက်ကအလေးအကျင့်ပါပဲကျွန်တော်တို့ကမနေအရာထားတာနဲ့တွားတိုက်တယ်နင့်နာတက်တယ်ဒါတွေကစဉ်းစားစရာမလိုပဲလုပ်နေတဲ့အလေးအကျင့်တွေလေအောင်မြင်ခြင်းအောင်မြင်စေမဲ့အလေးအကျင့်တွေကိုတည်ဆောက်ရမယ်ဒါပေမဲ့အလေးအကျင့်တစ်ခုစားလို့ဖို့ကအရန်ခက်ခဲပါတယ်ဒီနေရာမှာအရှိန်ဟုန်ဆိုတာဝင်လာပါတယ်ရွာတွေမှာရေမောင်းတဲ့လက်ကင်ပုံပိုင်းမြင်အောင်ကြည့်ပါရေစားထွက်ဖို့အတွက်အစပိုင်းမှာ
အားကုန်ဆုံးပြီးမောင်းတံကိုဖိချရတယ်။ရေကချက်ချင်းမထွက်ဘူးနော်။တော်တော်များများကရေမထွက်ခင်မှာပဲလက်လျှော့လိုက်ကြတာပါ။ဒါပေမဲ့စက်တိုက်ဖိမောင်းလိုက်ရင်ရေတွေဝေါကနေထွက်လာမယ်။ရေထွက်လာပြီဆိုရင်တော့မိတ်ဆွေကတတောင့်တတဖိယုံနဲ့ရေတွေကစက်တိုက်ထွက်နေတော့မှာပါ။ဘဝမှာလည်းဒီလိုပါပဲ။စီပွားရေးအသက်စားလို့မလား။ဂျင်းစားဆိုမလား။အစပိုင်းမှာအပင်ပန်းဆုံးမှာပဲ။ရလက်တွေမမြင်ရပါဘူး။ဒါပေမဲ့ဆွေမလျှော့ပဲဆက်လို့ရင် biz more လို့ခေါ်တဲ့အချိန်ဟုန်ကရသွားပါလိမ့်မယ်။အဲ့ဒီခါကျရင်မိတ်ဆွေကိုတားဆီးဖို့ခက်ခဲသွားပါပြီ။နောက်တစ်ချက်ကအရန်ကိုအရေးကြီးပါတယ်။မိတ်ဆွေရဲ့ပတ်ဝန်းကျင်မှာပဲစကားပုံတစ်ခုရှိပါတယ်။မိတ်ဆွေအများဆုံးအချိန်ဖြုံးတဲ့လူ9ယောက်ရဲ့ပြန်မြရလက်ကမိတ်ဆွေကိုယ်တိုင်ပါပဲတဲ့။စဉ်းစားကြည့်ပါမိတ်ဆွေရဲ့အပေါင်းအသင်း9ယောက်ကအမြဲတမ်းအစိုးရကိုအပြစ်ပြောစီးပွားရေးမကောင်းကြောင်းရေးတွားနေမယ်အလုံးမလုံးပဲလက်ဖေးဆိုင်မှာအချိန်ဖြုံးနေတဲ့သူတွေဆိုရင်မိတ်ဆွေတဲ့သူတို့လိုပဲဖြစ်လာမှသိကြသလောက်ပါပဲကိုကိုရှေ့ရောက်အောင်တွန်းပို့ပေးတဲ့အင်ဂျင်လိုမိတ်ဆွေမျိုးရှိတာဒါမှမဟုတ်ကိုရဲစရာကိုဆွဲထားတဲ့ကြောက်စုတို့လူမျိုးတွေနဲ့ပေါင်းတင်နေရလားရရက်ဆက်ဆက်ရိုးသားဖို့လိုပါလိမ့်မယ်ကိုဘွားတက်လန်အတွက်အစိတ်တောက်ဖြစ်စေတဲ့ဆက်ဆံရေးတွေကိုလျှော့ချပြရပါမယ်ကိုထက်တော်တဲ့ကိုထက်သာတဲ့အတိုင်းဝိုင်းတွေကိုဝင်ရောက်ရပါမယ်နောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့တာဝန်ယူမှုပါပဲမြန်မာလူမျိုးတော်တော်များများကကံကိုပဲရိုးဖွဲ့မဲ့ဖွဲ့နေတတ်ကြပါတယ်ငါကံမကောင်းလို့ပါငါရဲ့မိသားစုကမရှမ်းသာလို့ပါခေတ်ကာလမကောင်းလို့ပါဆိုပြီးအကြောင်းပြချက်တွေပေးတတ်ကြပါတယ်စာရေးသူပြောတာကတော့အရန်ကိုယိုရှင်းပါတယ်လက်ညှိုးထိုးနေသမျှကာလပတ်လုံးမိတ်ဆွေဘဝကမတူတတ်ပါဘူးအချိန်နဲ့အရရပေါ်တရားရခိုင်နှုန်းတာဝန်ယူလိုက်ပါမိုးရွာလို့လမ်းပိတ်တာမိတ်ဆွေအပြစ်မဟုတ်ပေမဲ့အလုံးနောက်ကျတာကတော့စောစောမထွက်မိတဲ့မိတ်ဆွေရဲ့တာဝန်ပါပဲဒီလိုစိတ်သက်မြုံမွေးမြူလိုက်တဲ့အချိန်မှာမိတ်ဆွေဟာသားကောင်ဘဝကနေလွတ်မြောက်ပြီးကိုယ့်ရဲ့ကံကြမ္မာကိုကိုယ်တိုင်ဖန်တီးရသူဖြစ်လာပါလိမ့်မယ်ကဲဒီနေ့ပြောခဲ့တာတွေကိုပြန်ပြီးအနှစ်ချုပ်ကြည့်ရအောင်ပါတစ်အောင်မြင်မှုဆိုတာတညရဲနဲ့မရပါဘူးတင်းငယ်တဲ့ရွေးချယ်မှုရဲ့ဇွဲရဲ့အရှိန်ရဲ့ပေါင်းစပ်မှရပါလိမ့်မယ်နှစ်တကြက်ကံဒီငါးပြသဘောတရားကိုမမေ့ပါနဲ့ရေချေမှာအစမတန်ဝါရှားသွားပါလိမ့်မယ်သုံးရေမောင်းပုံမိုင်းလိုပဲအစမှာပင်ပန်းပေမဲ့အရှိန်ရအောင်တီးခတ်ပြီးကြိုးစားပါလေးကိုပေနာကလူတွေ9ယောက်ကိုတတိထားပြီးရွေးချယ်ပါငါကိုဘဝအတွက်တရားရခိုင်နှုန်းသောတာဝန်ယူမှုကိုတာဝန်ယူပါမိတ်ဆွေတို့မေးတဲ့ရှိတဲ့မိခိုးတစ်ခုရှိပါတယ်ဘယ်အချိန်မှရလက်စားမြင်ရမလဲဆိုတဲ့အကြောင်းအရာပါပဲအဖြေကတော့မိတ်ဆွေရက်မပြည့်မရှင်ရလက်ကမပေါ်လာသေးဘူးဒါပေမဲ့မရက်မနာလုံနေရင်တော့တနေ့မှာအံ့ဩလောက်စရာကောင်းအောင်ပေါ်လာပါလိမ့်မယ်အခုမိတ်ဆွေကိုကျွန်တော်ဆင်ခေါ်ခြင်းပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးအေးဟုတ်သားပဲလို့တွေးပြီးဖုံးပိတ်မသွားပါနဲ့အသိဉာဏ်ဆိုတာလက်တွေ့မလုပ်ရင်အမိုက်တို့ပါပဲဒီနေ့အခုချက်ချင်းမိတ်ဆွေဘဝအတွက်ကောင်းမွန်စေမဲ့အသေးအဝဲအလုပ်လေးတစ်ခုကိုစပြီးလုပ်လိုက်ပါရေတောက်တာပဲဖြစ်ဖြစ်ပတ်စံတစ်ထောင်စုတာပဲဖြစ်ဖြစ်စာတမျက်နှာဖတ်တာပဲဖြစ်ဖြစ်ပေါ့အဲ့ဒီအလုပ်လေးတစ်ခုကိုဒီနေ့ကစပြီးနေ့တိုင်းရက်ပေါင်း30စတိုင်လုပ်ကြည့်စမ်းပါမိတ်ဆွေဘာအလုပ်လေးစားလို့မလဲဆိုတာကိုအောက်ကကွန်မန့်မှာရေးသွေးသွားပါအောင်နော်ကျွန်တော်ဒီနေ့စာဖတ်မယ်ကျွန်တော်ဒီနေ့လေ့ကျင့်ခန်း7မိနစ်လုံးပဲစသဖြင့်ပေါ့မိတ်ဆွေတို့ရဲ့ခရီးကိုကျွန်တော်ကမြင်ကြပါတယ်ပြီးတော့ဒီလိုအကျိုးရှိတဲ့ဗီဒီယိုတွေကိုအမြဲတမ်းတင်ဆက်ပေးနေတာဖြစ်လို့ဘဝကိုပြောင်းလဲခြင်းနေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ထားပေးဖို့မမေ့ပါနဲ့နော်မိတ်ဆွေရဲ့တငယ်ချင်းတွေထဲမှာလည်းဘဝကိုလက်မြောက်အရှုံးပေးခြင်းနေတဲ့သူတွေရှိနေလဲဒီဗီဒီယိုလေးကိုမျှဝေပေးလိုက်ပါအောင်နော်ဒါဟာသူတို့အတွက်အကောင်းဆုံးသောလက်ဆောင်လေးဖြစ်သွားနိုင်ပါတယ်တတိယပါမိတ်ဆွေကြီးကျယ်ခမ်းနားတဲ့ဘဝဆိုတာကြီးကျယ်ခမ်းနားတဲ့လုပ်ရက်ကြောင့်ဖြစ်လာတာမဟုတ်ပါဘူးတင်းငယ်တဲ့မှန်ကန်တဲ့လုပ်ရက်လေးတွေကိုမယိုးစက်တန်စက်တိုင်းလှုပ်ဆောင်ခြင်းကနေပဲဖြစ်ပေါ်လာတာပါမိတ်ဆွေရဲ့နေ့ရက်တိုင်းဟာတန်ဖိုးရှိပါတယ်ဆွဲမလျှော့ပါနဲ့နောက်ပတ်ဒီဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာကြပါစေခင်ဗျာ